ဝသားတို့ကိုအချောင်းရည်လည်းမရည်ခြင်းဘူးထမင်းလိုဟင်းလိုလည်းစားခြင်းနဲ့အချိန်ကန့်တန့်နဲ့ဘူဖေးစားရတာကိုလည်းမကြိုက်တဲ့မိတ်ဆွေတွေအတွက်အားလုံးပဲမင်္ဂလာပါ CNA Story ရနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ Jet Positive 3 Bus ဆိုတဲ့ဝသားတို့ဆိုင်မှာတွက်ကြည့်မှာဖြစ်ပါတယ်ဒီဇိုင်းရဲ့အဓိကအားသာချက်ကဝသားတို့ကိုဘူဖေးရတယ်တုတ်တို့အပြင်တခြားဆိုင်မှာရှိတဲ့ဟင်းထုတ်တွေအတုပ်တွေအချိုရည်တွေအေးတွေအသီးဖြော်ရည်တွေအကုန်လုံးလည်းဘူဖေးထဲမှာပါတယ်ဝသားတို့ကတော့တယောက်250ဝသားတို့ကိုအရန်ကြိုက်ပြီးတကယ်လေးစားနိုင်တဲ့သူတွေအတွက်ကဒီ250ကတကယ်တန်တယ်တကယ်လို့မစားနိုင်ဘူးဆိုရင်တော့မှသူ့မှာရှိတဲ့တခြားဝက်ဥစုံကြော်တို့ဝက်လက်စုပြုတ်တို့ဝက်အုံနောက်တို့အတုပ်တွေအေးတွေတတိဖြော်ရည်တွေပဲစားမယ်ဆိုရင်တော့ဒီပေးရတဲ့250ကဘယ်လိုပဲဖြစ်ဖြစ်တန်တယ်ဘူဖေးမစားနိုင်တဲ့သူတွေအတွက်လည်းအချောင်းရည်နဲ့စားလို့ရတယ်သူကတော့တစ်ချောင်း3ဘတ်ဒုတ်တို့ကလီးထားတာကြီးလဲကြီးတော့အဆင်ပြေတယ်ပြီးတော့ဒီဆိုင်မှာကတရားဝက်ချောင်းအမဲဥတော့ပေါ်ရတယ်ဒုတ်တို့ဆိုင်နည်းနည်းပါးခစ်ချင်တဲ့သူတွေအတွက်လည်းဘီယာနဲ့စပိုင်ရတယ်ဒါပေမဲ့အဲ့4မျိုးကတော့ဘူဖေးထဲမှာမပါဘူးပေါ့နော်ကျွန်တော်တို့ကတော့ဘူဖေးကိုပဲအားပါတီးခဲ့တယ်လာချပြီးတဲ့ဝသားတို့ဦးရီတောင်မှ၄កောက်လောက်ပြေးလိုက်ရတယ်ပြီးတော့နောက်တစ်ခုပြောချင်တာကဝသားတို့ကိုကျွန်တော်တို့စုံစုံလင်းလင်းစားကြတယ်ဆိုရင်တော့ဆိုင်ဆက်စားဖွင့်ခြင်း7နိုင်ဝန်းကျင်မှာတော့စားတာအဆုံးဆုံးဖြစ်လိမ့်မယ်။ဆိုင်ကညဘက်ထိဖွင့်နေဆိုပေမဲ့ညနေဆောင်ဆိုရင်တိတ်မဆုံးဘူးဆိုတော့ဘူဖေးစားမယ်ဆိုရင်တိတ်အဆင်မပြေဘူးပေါ့။ကျွန်တော်တို့ကတော့7နိုင်ဝန်းကျင်လောက်မှာတော့စားတာဆိုတော့ကုန်ကြံလေးရဲ့ကွက်တီပဲ။谢谢50的枪 OK ဒါပဲနောက်ဗီဒီယိုမှာပြန်တွေ့